နာတော်နှစ်2553ခုနှစ်ဝါဇာတက္ကရာ1382ခုနှစ်ကဆုံလဆန်း14ရက်ရန်ကုန်တိုင်းဇွန်တောင်မြို့နယ်အမှတ်9ရပ်ကွက်ဝါတွင်ဝါဘသံဃာဒါနဆွမ်းလောင်းသင်းနှင့်ဝါတွင်62ကြိမ်ဝါဘဒုတိယအကြိမ်ဆွမ်းလောင်းအောင်ပွဲအထိမ်းအမှတ်ဖြစ်ဖြစ်ဆင်ကျင်းပပြုလုပ်အပ်သည့်စတုထအကြိမ်မြောက်အထူးတရားပွဲ၌ဟောကြားအပ်သောနိဗ္ဗာန်သို့ဥတည်သွားနေသူတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကိုအာယုံပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစေပါလောလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇတိဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤဗမန်ခြင်းတို့ကတောဘဝဒါနချိန်ခံများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရှင်ဝေတာကဲ့သို့တနာဖြစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလောလာတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဘုရားအားဓမ္မောယုတိပြောင်းမှန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာသနာတော်နှစ်က2553ပဲရှိသေးတယ်ပေါ့ကဆုံလာပြီကျော်တရက်နေ့ကြာလို့ရှိရင်သာသနာတော်နှစ်ဟာ2554ဖြစ်မှာကဆုံလာပြီကျော်တရက်နေ့မှာသာသနာတက္ကရာသာသနာနှစ်ကူးတယ်လို့မှတ်ဗမာတက္ကရာကတော့ကူးတော်ပြီပေါ့1382ခုဖြစ်သွားပြီသာသနာတက္ကရာကဆုံလာပြီကျော်တရက်နေ့ကြာမှာကူးမှာဆိုတော့ဒါလေးကိုတတိပြုပြီးတော့မှတ်ထားဖို့တော့လိုတယ်ပေါ့နော်။ကဆုံလာပြီကျော်တရက်နေ့ဆိုရင်သာသနာတော်နှစ်2554 2554ဆိုတာမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့နှစ်ပေါင်း2554ရှိပြီလို့ပြောတာ။ဘုရားရဲ့ပြိဋိဘံနှစ်ကိုပြောတာ။သာသနာစပြီးတော့ပေါ်ထွန်းတဲ့နှစ်မဟုတ်သေးဘူး။မြတ်စွာဘုရားပြိဋိဘံစံပြီးမြတ်စွာဘုရား45ဝါတက်တော်80မှာပြိဋိဘံစံပြီးတဲ့ကဆုံလာပြီနေ့မှာပြိဋိဘံစံတော့ကဆုံလာပြီကျော်တရက်နေ့ကနေစပြီးတော့သာသနာတက္ကရာကိုသာသနာနှစ်ကိုတစ်လို့တွက်လာခဲ့တာပေါ့အဲတော့
သာသနာတက္ကရီရဲ့နှစ်ဆန်းတရက်ဟာကဆုံလာပြီတော့တရက်လို့ပုံနေမှတ်ထားလို့ရပါတယ်နော်ဒီကောင်းပြီနိဗ္ဗာန်သို့ဥတည်သွားနေသူဘုရားဘာသာဝင်သူတော်စင်တို့ဟာဘာကောင်းမှုပဲပြုပြုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဥတည်ပြီးတော့ဆုတောင်းနေကြတယ်ဘုရားဘာသာဝင်တို့ရဲ့ဥတည်ချက်ဟာနိဗ္ဗာန်ပဲဖြစ်တယ်တခြားဘာသာတွေမှာလည်းပဲသူတို့ရဲ့ဥတည်ချက်တွေရှိတာပေါ့နော်သို့သော်ဘုရားဘာသာဝင်တွေရဲ့ဥတည်ချက်ကတော့နိဗ္ဗာန်လူတိုင်းဟာနိဗ္ဗာန်ကိုမျှော်လင့်နိဗ္ဗာန်ကိုဥတည်ချက်နဲ့နိဗ္ဗာန်ကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြအဲ့တော့နိဗ္ဗာန်ကိုဖြောင်းဖြောင်းတန်းတန်းရောက်သွားဖို့နိဗ္ဗာန်ကိုဥတည်နေတဲ့လူကတော့လူတိုင်းဖြစ်ချင်မှဖြစ်မှာပေါ့ဘယ်လိုပဲဆုတောင်းနိဗ္ဗာန်လမ်းကြောင်းပေါ်မှာရောက်ပြီးတော့နိဗ္ဗာန်ကိုဥတည်နေတဲ့လူဆိုတာဘယ်လိုအခြေအနေတွေရှိရမလဲဒါသိဖို့လိုအပ်တယ်ပေါ့အဲ့တော့နိဗ္ဗာန်ကိုတကယ်ဥတည်နေတဲ့သူကဘယ်လိုလဲဆုတောင်းဖို့နဲ့ဥတည်နေတဲ့ပုဂ္ဂိုလ်ကတော့ဒါလည်းဥတည်နေသူလို့ပြောလို့ရတယ်သို့တော်လည်းတကယ်ကိုနိဗ္ဗာန်ရောက်ဖို့သေချာသွားတဲ့ပုဂ္ဂိုလ်ကတော့လိုအပ်တဲ့အရေးချင်းတွေဘာတွေရှိသလဲဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့ဒီဒေသနာတော်ကိုနာကြားမှတ်သားကြည့်လို့ရှိရင်တို့တွေနိဗ္ဗာန်သွားဖို့လမ်းကြောင်းပေါ်မှာဥတည်နေတဲ့လူတွေဟုတ်ပလားလို့သို့မဟုတ်နိဗ္ဗာန်ကိုမရောက်နိုင်အောင်တို့လည်းတို့လူတွေဟာတို့တွေဟာလမ်းကြားမှာအခက်ခဲတွေ့ပြီးတော့လမ်းမှာပင်တောင်းတင်းနေတဲ့လူတွေများဖြစ်နေမလားလို့ဆိုတာကိုဆုံးဖြတ်လို့ရတာပေါ့တို့တွေနိဗ္ဗာန်နဲ့နီးနေပြီလားနိဗ္ဗာန်ကိုဥတည်သွားနေတဲ့အတိုင်းဟုတ်ကလားလို့ဆိုတာကိုဆုံးဖြတ်မြတ်စွာဘုရားကတရားဓမ္မကိုဟောတဲ့အခါနိဗ္ဗာန်လမ်းကြောင်းကိုရှင်းလင်းဟောတာဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်လူတွေနဲ့လူရဲ့ပတ်ဝန်းကျင်မှာရှုမြင်စရာတွေတွေးတောစရာတွေမှတ်သားလိုက်နာစရာတွေမြောက်များစွာရှိတယ်အဲ့ဒီမြောက်များစွာရှိတာတွေကိုမြတ်စွာဘုရားကနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်ကိုဥတည်မိသွားအောင်လို့ဆွဲတင်ပေးတယ်ပေါ့တရားဆိုတာသဘာဝတရားတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်သို့မဟုတ်ကိုယ်တဏ္ဍာနဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်ကြည်တတ်မြင်တတ်ဖို့ပဲလိုတယ်ကြည်တတ်မြင်တတ်မှနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်မယ်မကြည်တတ်မမြင်တတ်ဘူးဆိုလို့ရှိရင်နိဗ္ဗာန်ဟာဘယ်ဝယ်စီတို့ရည်မှန်းရမယ်ဆိုတာကိုမသိနိုင်ကြဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားဟောထားတာနိဗ္ဗာန်ဆိုတာအဝေးကြီးတော့မဟုတ်ဘူးအနည်းလေးပဲနိဗ္ဗာန်ကကိုယ်နဲ့ကပ်နေတဲ့နီးနေတဲ့နိဗ္ဗာန်တောင်မှပဲမမြင်နိုင်ကြဘူးတဲ့လောကမှာနီးပေမဲ့လို့မမြင်ရတာတွေအများကြီးရှိနော်ဝေးပေမဲ့လို့မြင်နေရတာတွေရှိတန္တိကေနဝိသနန္တိမဂါဓမ္မတ္တဟောဣဒတရားဓမ္မနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေဟာမိမိအနိဗ္ဗာန်မှာနိဗ္ဗာန်ရှိနေလျက်သားနဲ့ထိုနိဗ္ဗာန်ကိုမတွေ့နိုင်ကြဘူးတဲ့နီးပေမဲ့မတွေ့နိုင်ဘူးလို့ပြောနိဗ္ဗာန်ဆိုတဲ့အရာဟာဘုရားဘာသာဝင်သူတော်စင်တွေမျှော်လင့်ပြီးတော့ဆွေယူပန်းစင်းနေကြတဲ့နိဗ္ဗာန်ဆိုတဲ့အရာဟာတချို့ပုဂ္ဂိုလ်တွေဖို့တော့မမျှော်မှန်းနိုင်လောက်အောင်ဝေးကွာတဲ့နေရာကြီးဖြစ်နေပြီပဲလို့တချို့ပုဂ္ဂိုလ်တွေဖို့ကြတော့
အလွန်နီးတဲ့အရာဖြစ်တယ်လူပေါ်မှာမူတည်တယ်လို့ပြောတယ်နော်တချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်နီးနေတော့လေတချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်ဝေးတယ်ဒါကြောင့်မို့လို့နိဗ္ဗာန်နဲ့နီးကျင်လို့ရှိရင်နိဗ္ဗာန်ကိုဥတည်သွားနေတဲ့လမ်းကြောင်းပေါ်တို့တွေလျှောက်လမ်းကြဖို့လိုအပ်တယ်နိဗ္ဗာန်သွားတဲ့လမ်းမှာအနှောင့်အယှက်အဟန့်တားတွေရှိတယ်အဲ့ဒီအနှောင့်အယှက်အဟန့်တားတွေရှိနေလို့ရှိရင်တော့နိယတန်နဲ့ဝေးနေကြအောင်ပါပဲအဲ့တော့နိယတန်နဲ့မဝေးရအောင်ရှိတဲ့အဟန့်တားတွေကိုအဟန့်တားမှသိပြီးဖြတ်ကျော်ဖို့လိုတယ်အဟန့်တားမှမသိလို့ရှိရင်ထိုအဟန့်တားတွေပင်လည်းကိုယ့်အတွက်ပြောစရာဌာနကြီးတစ်ခုဖြစ်ပြီးတော့လူကျင်တာကတော့နိဗ္ဗာန်ရနေတာကတော့တန်တရားဆိုတာဖြစ်နေကြအောင်အဲ့တော့နိဗ္ဗာန်သွားခြင်းပြီဆိုလို့ရှိရင်တော့အရင်ချင်းရှင်မျိုးနဲ့ပြည့်စုံနေဖို့လိုအပ်တယ်နိဗ္ဗာန်ခရီးလမ်းမှာတတိထားရမယ့်နေရာတွေရှိတယ်ပေါ့အဲ့လိုတတိထားရမယ့်နေရာတွေကိုမြတ်စွာဘုရားကရှင်းလင်းဖော်ပြပြီးတော့ဟောထားတယ်အဲ့ဒီသုတ်တံကိုဓာရုခန္တောပမသုတ်တံမြန်မာပြည်ကတရားနာပရိသတ်တွေခဏခဏနာဘူးပါတစ်တုံးကြီးဆိုတာရသော်ဘုရားကကောသမိပြည်ဆိုတာအိန္ဒိယနိုင်ငံဒီကနေ့မှာဆိုရင်အလဟာဘတ်ဆိုတဲ့မြို့နာမှာရှိအလဟာဘတ်မြို့ကဂင်္ဂါနဲ့ယမုနာနဲ့ဆုံစည်းတဲ့နေရာဖြစ်တယ်ဂင်္ဂါမြစ်နဲ့လည်းနီးတယ်စိတ်ထဲကမျှော်မှန်းပြီးတော့ကြည့်လိုက်ကောသမိပြည်မှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ဂင်္ဂါမြစ်ကမ်းကိုခိတ္တခဏရောက်ရှိလာနောက်ပါယဟန်နေနဲ့အတူဂင်္ဂါမြစ်ကမ်းကိုရောက်လာတဲ့အခါကျတော့ဂင်္ဂါမြစ်ထဲမှာတစ်တုံးကြီးတစ်တုံးဟာပေါ်လောနဲ့မျောလာရေစီးကြောင်းအတိုင်းမျောသွားတယ်ရှိတော့တမ္မန်မြင်ကွင်းပဲတမ္မန်တွေးမယ်ဆိုရင်ဒါတမ္မန်မြင်ကွင်းပဲမြင်နာကဏ္ဍနေတဲ့ပုဂ္ဂိုလ်တွေမြစ်ထဲမှာတစ်တုံးမျောတာမမြင်ဘူးလားမြင်ဘူးတယ်နော်အဲ့ဒါတမ္မန်မြင်ကွင်းတစ်ခုပဲသို့တော့ကြည်တတ်လို့ရှိရင်တရားဖြစ်သွားကြည်တတ်လို့ရှိရင်တရားဖြစ်တယ်ကြည်တတ်လို့တရားဖြစ်တယ်ဆိုတာပိစိကဗုဒ္ဓတွေရဲ့အထုပ္ပတ္တိတွေခက်ခဝိတနာသုတ်ဆိုပိစိကဗုဒ္ဓတွေဘယ်လိုတရားသူရလာကြတယ်ဆိုတာပြန်ပြီးတော့ပြောတဲ့ပိစိကဗုဒ္ဓတွေရဲ့ဇာတ်လမ်းတွေရှိတယ်ပေါ့ဆိုပါစို့ပန်းပွင့်လေးတစ်ပွင့်ဟာမနက်ကအပင်မှာပွင့်ပြီးတော့လန်းလန်းဆန်းဆန်းရှိအဲ့ဒီပန်းပွင့်လေးကညနေပိုင်းရောက်တဲ့အခါကျတော့နွမ်းပြီးတော့ကျွေကျသွားအဲ့ဒါလေးကိုကြည့်လိုက်လို့ရှိရင်လည်းပဲပန်းပွင့်လေးကပြတဲ့တရားကိုယ်တဏ္ဍာမှာဆွဲပြီးတော့ယူကြည့်လိုက်ပိစိကဗောဓိဉာဏ်ရသွားပတ်ဝန်းကျင်ကပန်းပွင့်လေးကြည့်ပြီးတော့တရားဆိုတာဖြစ်လာဒါလည်းလားဆိုမဟုတ်ဘူးလူတွေကိုအိမ်ထဲမှာသစ်ပင်လေးတွေစိုက်ထားတာရှိအခုလိုຫນွေရာသီရောက်လာတဲ့ဆောင်းရာသီကုံဆုံးလို့ຫນွေဥရောက်လာပြီဆိုရင်သစ်ရွက်ကလေးတွေကဝါပြီးတော့တစ်ဖက်ဖက်ကျွေကြတာလူတိုင်းကြုံမှုကြပါလိမ့်မယ်နော်တာမန်ပုဂ္ဂိုလ်တွေကတော့ဟာဒါသစ်ရွက်ကျွေတာပဲလို့ပဲဒီလိုပဲပြောကြည့်တတ်မြင်တတ်တဲ့ပုဂ္ဂိုလ်ကြတော့အနိစ္စသဘောကိုဆင်ញင်သုံးသပ်လိုက်တာနဲ့ပိစိကဗုဒ္ဓဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒီသိရလေးတွေဟာမမြဲပါဘူးမမြဲလို့ကျွေကျသွားသလိုသတ္တနာမှာရှိတဲ့ယုတ်တိနံတွေဟာလည်းပဲဒီတိုင်းပါလားဆိုတဲ့အတွေးဝင်လာတမန်ပုဂ္ဂိုလ်တွေကဒီလိုမတွေးတတ်ဘူးဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာဒီအတွေးလေးတွေကိုလေ့ကျင့်ပေးဖို့လိုတယ်
Eri legend pain are the well paramibe. Malaysian moves solution, the Dwedi Yana Mamla. The Kalau Duela Lucy, not a duty at Dubu Catela. Macabu, but a matter chain Duela. Eri a Dueli and not come in, the Duitalam. Oh, Tata Lareka, the Dueli has now we got a Dueli, Mangane, a Dueli, the Jam. Now so much Kilitari don't have Jenny a Dueli coup. And our ground love you, Kilitari don't have one idea. In Lokama, Naika is a June Kamade, just of Jaga Horrid. Three and so die. Mangane, a Duiga Lidigo, Duitapo. Naima Mobile. They want to do my solution. The Duilia, Madamata Mujide. Koya Pawanjema, a fool for Shivula. A fool for Tamabugu Rijaro, ha, 4 years, 5 years, the love had it. No? Being a 4 years, being a 5 years, the love had. Did the poem sends out. Oh, Chitam Yendate Bugu Rijaro. If to let the chain one, how long a cook omen or shabby. Now let it look Oya Omabala so that a dream with them. That time we got a dream call it, no? Yeah, long daughter days so that every time we got a dragon, they don't go like that. The love pay chilla so that your daughter Amibia. We got that dagly Yahula. Something nine Eddie a dream. How can I? Eddie a dream, I don't think that Mola, Via, Namaji Liva, me and Biro daughter de Lubioja de Mola. Kushi Mayo, Eddie Namaji, she will. Eh, that lady who do it. Via Long Madrid and I don't have Saulu, my own lady. A poor dear Dwayla, a power dear Dwayla. Sarada Momi Sara Anatito Palilu Biologian Naha Ujenda was she need to shite Ujendiago, Nama Jolana Mu Eri Duiliha Emeda Singing at Duiva Tama Avian Dreamers, Yomes in that Baba Masangu looking on Kenya. No, Uranara Basano le Lurai only Jara Velu, the show of Jogam Jolly. Uranara Jetana Lubatin, Pia only Jara, Elubam Yemu. Now we got Seta. Every time we got a Tueha. Every time I Tamushi the Dinya the Kuya. Don't pull it. Alo Jau Jalebe, Pia along Magadi one mini sir. Demi Milo le Core. I Magadi one mini, Satan along shaded Luguama, Lucid. The Dan they say there, Agulo, Nilinga Charles Condeseso, Owaki, Sondaram, your Mahogu. Bouncy shaded Kipman. I look it down, maybe the oil need a mohu. Cow feeling to be entire Sadadigo, Matare. Soji there, Matara. Now, Gombomas, have you been the Chowmia doing out Yoba? Piona illusion, Surolato Chow. Oh, Suya General Sadadigan and Niranji the cow, they touch it. The Nilemho, the Bomyaza, Nit Town Chibi Chita. Some few the Bay, Mamma do it. Oh, now they are some many feeling you being on a video, a few little chunk to it. A few little chunk to it, a Suyara Maso, we don't want that at all. Shui Munya clean, a few little swindle video. Shin Media and Kama, Hardy, some you being a little chow yawny baby.
လက်ထက်ထက်ဘုန်းကြီးတို့တွေဆံပင်လေးတစ်ပင်ဖြူတာဘာဖြစ်ဘာမှဖြစ်ဆေးဆိုင်သွားပြီးဆေးတောင်ဆိုးလဲတကောင်းလုံးဖြူလဲကိစ္စမရှိဟုတ်လားအဲ့ဒီဘုရားလောင်းကြတော့တပင်လေးဖြူသွားတာနဲ့ပဲတကူလုံးကိုချွေးပြက်ပြက်ကြအော်ငါအိုပါလားကိုချင်းတရားငါစီရောက်လာပြီလို့ဆိုတဲ့အတွေးဘလောက်တန်ဖိုးရှိတဲ့အတွေးလဲအဲ့ဒီအတွေးဟာဘယင်းစည်းစိမ်အမတန်မှကြီးမားတဲ့မင်းစည်းစိမ်ကိုစွန့်ခွာနိုင်တဲ့စွန့်ခွာလောက်အောင်ဘယင်းစည်းစိမ်ကိုမစွန့်လွတ်နိုင်တဲ့တဏှာလောဘကိုဖယ်ရှားပြီးတော့စွန့်ခွာနိုင်လောက်အောင်တွန်းပို့လိုက်နိုင်တယ်ဘုရားလောင်းဟာတောထွက်သွားဘလောက်တန်ဖိုးရှိတဲ့အတွေးဆိုတာဒါမှတ်ထားဖို့ပေါ့နော်ဒါလေးတွေကိုတရားလို့မထင်ကြဘူးအများစုကအဲ့ဒါတရားအမတန်မှကြီးမားတဲ့တရားပဲနော်ဒီအတွေးလေးတွေးနေတာကိုလူတွေကတရားအထုတ်တယ်လို့တော့ထင်ကြမှထင်ဘူးပေါ့ပြင်းပြင်းကြီးခွေမျက်စိကြီးမိတ်ပြီးတော့ဘုဒ္ဓထိုင်နေမှတရားလို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ပြင်းပြင်းခွေမျက်စိမိတ်ပြီးတွေးကြံတွေးနေတော့မဖြစ်နိုင်ဘူးလားအေးတရားဆိုတာစိတ်ထဲမှာပေါ်လာပြီးတကယ့်ကိုအသိဉာဏ်ဓုတွေကိုရပြီးလောဘတွေကိုဖယ်ရှားနိုင်မှဒေါသတွေကိုဖယ်ရှားနိုင်မှမောဟတွေကိုဖယ်ရှားနိုင်မှသို့မဟုတ်မဖယ်ရှားနိုင်သေးရင်ပြောညံ့သွားအောင်လုပ်နိုင်မှတကယ့်တရားခုနကအတွေးလေးဟာအဖိုးကြီးဖွားကြီးမြင်ရလို့ဩငါလည်းပဲအိုရအောင်ပါပဲကိုချင်းသဘောရှိသေးတယ်ဆိုတဲ့အတွေးလေးဟာဘဝကြီးပေါ်မှာတွေ့တာနေတယ်ကိုယ့်ရဲ့နုပြိုနေတဲ့ဘဝလေးပေါ်မှာအထင်အမြင်မကြီးတော့ပဲနဲ့တွေ့တာမှုတွေကင်းမသွားပြီဘူးလားအေးအဲ့ဒီတွေ့တာမှုဆိုတဲ့ယုပ္ပနမဒကိုရှော့ချလိုက်နိုင်တယ်ဆိုတာနဲတာမဟုတ်ဘူးဘာဖြစ်လို့တော့ဆိုရင်နုပြိုမှုဆိုတဲ့ပုံမှာမှန်ရစ်ပြီးတော့လူတွေကငါမအိုသေးဘူးဆိုပြီးတော့လှုပ်ချနာတွေလှုပ်တတ်ကြတယ်ပေါ့အကုသိုလ်တွေစက်တိုက်ဖြစ်လာတတ်တယ်ခုနကအတွေ့တွေးလိုက်တာနဲ့တကြိုင်နဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်တွေကိုရှောင်လာမဝေရလေးခင်ကောင်းအောင်လုပ်မှာပဲဆိုတဲ့အတွေ့လေးတွေဝင်လာပြီးတော့ကောင်းတာတွေလုပ်ပြီးတယ်ဘလောက်တန်ဖိုးရှိတဲ့အတွေ့လဲကိလေသာတွေကိုတကြိုင်နဲ့ရုပ်တရက်မပယ်နိုင်သေးတော့လဲဒီအတွေ့လေးကအမှန်တမ်းကောင်းတယ်အေးနောက်တစ်ခုဆက်စဉ်းစားလိုက်အောင်ဆေးရုံတွေမှာနေပဲဆိုရင်လူမမာတွေမတွေ့ရဘူးလားအေးတချို့အခြေအနေတွေအမတန်ဆိုးတယ်ဆိုတဲ့လူမမာတွေတညီညီတညူညူနဲ့သူများထူပေးမှထနိုင်တဲ့လူမမာအဲ့ဒါကိုမြင်လိုက်ရင်လည်းအော်လူမမာကြီးပဲဘာယောဂပါလဲဒီလောက်ပဲစဉ်းစားတဲ့လူကများတယ်အဲ့ဒါကရိုးရာအတွေးတွေထူးခြားတဲ့အတွေးလေးတွေးမိစေဖို့ကိုယ့်ကိုယ်လေ့ကျင့်ပေးထားဩဗျာတိဓမ္မောမိဗျာဒိအနတ္တိတောငါလည်းချမ်းသာတတ်တဲ့ယောဂရတတ်တဲ့သဘောရှိတယ်ငါလည်းယောဂရခြင်းဆိုတဲ့ဗျာတိမကျော်လွှားနိုင်သေးဘူးကျမ်းမာနေတော့ကုသိုလ်ကောင်းမှုများများလုံးမှပဲဆိုတဲ့အတွေ့အမြတ်တန်မိုးရှိတဲ့အတွေ့တစ်ခုပဲလောကလူတွေဟာကျမ်းမာနေပြီဆိုလို့ရှိရင်ဘာမှကူမဆိုင်ပဲနဲ့မကောင်းတာတွေလုပ်မိတတ်တယ်တချို့ကျမ်းမာမှုကိုအကြောင်းပြုပြီးတော့ကြွားကြွားဝါဝါတောင်ပြောတတ်သေးတယ်နော်လူကမလေးကျမ်းမာလိုက်တာနာလည်းမစီးဘူးချောင်းလည်းမဆိုးဘူးရက်စားဆိုရက်တောင်မရက်ဖူးဘူးနဲ့ပြောလိုက်သေးတယ်သူကဆေးရုံဆေးကန်းတခါမှမသွားရဘူးဆိုပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုအထင်ကြီးပြီးတော့ညှောက်စားနေသေးတယ်မရှိဘူးလားအဲ့ဒါမျိုးတကယ်တွေးရမှာကအဲ့ဒီအတွေးမဟုတ်ဘူးတကယ်တွေးရမှာအော်ငါခန္ဓာကိုယ်ကြီးကလည်းဖြားနာတတ်တဲ့သဘောယောဂဝေဒနာရတတ်တဲ့သဘောရှိတယ်အဲ့ဒီယောဂဝေဒနာရတဲ့သဘောကိုငါလည်းမကျော်လွှားနိုင်သေးဘူးဒီနေ့ကျတော့ကြုံရမှာပဲဆိုတဲ့အတွေးလေးနဲ့တန်ဝေကဉာဏ်ဖြစ်ပွားလို့ခိလေသာတရားတွေကိုရော့ကျသွားအောင်လုပ်ရမယ်ဟောသိခြင်းတရားနာယိကိစ္စနဲ့ကြုံတဲ့အခါမှာလူတွေနေစဉ်နဲ့အမျှ
တွေ့ဆုံနေကြတာပဲသတင်းစာကောက်လှမ်းလိုက်လို့ရှိရင်တွေ့တာပဲအသက်မျိုးစုံအရွယ်မျိုးစုံသိကြကြည်ကြသတင်းစာနာရေးကောက်ဖတ်တဲ့လူကဘာလို့ဖတ်တော့ဆိုငါနဲ့အတိများပါသွားလားကိုယ်ပါရင်တော့သိမှာမဟုတ်တော့ဘူးเนาะလောကလူတွေကပြောကြကြတော့ဆိုသူသေးငါပုတ်သူသေးပဲပြောကြတယ်နော်သေတာကိုသူများပဲထားတယ်ကိုယ်ပဲမထားသူသေးငါပုတ်သူသေးတဲ့အဲ့ဒါလို့မတွေးရဘူးနာရေးကြောင့်ညာဖတ်လိုက်ပြီးတဲ့အခါကျတော့ဒီလိုသေခြင်းတရားဟာလည်းငါတဏ္ဍာမှာရှိနေတယ်ငါလည်းမရှောင်လွဲနိုင်ပါလားဆိုတဲ့အတွေးကိုတွေးရအဲ့ဒါမှမှန်ကန်တဲ့အတွေးလို့ပြောတာအဲ့တော့တရားဆိုတာကိုယ်ပတ်ဝန်းကျင်မှာရှိမနေဘူးလားအမြဲတမ်းကိုယ်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့တွေးတတ်ဖို့အဲ့ဒီတွေးတတ်မှုကိုမြတ်စွာဘုရားသွန်သင်တာကြည်ကောသမိမြေကမ်းမှာဘာဆန်းလဲမြေကျော်မှာတစ်တုံးကြီးမျောတာဘာထူးအဲ့ဒီတစ်တုံးကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားယဟန်တွေကိုဆုံးမတယ်တွေးကြလားဟေးဟိုမှာတစ်တုံးကြီးမျောနေမှန်တွေးပါတယ်ဗျာအဲ့ဒီတစ်တုံးကြီးဟာအခြေအနေကောင်းသွားလို့ရှိရင်ပင်လယ်ထဲရောက်သွားမှာတဲ့အခြေအနေမကောင်းဘဲနဲ့အနှောက်အယှက်ရှစ်မျိုးနဲ့ကျုံနေလို့ရှိရင်တော့ဒီတစ်တုံးကြီးဟာပင်လယ်ရောက်မှာမဟုတ်ဘူးတဲ့အဲ့ဒီအနှောက်အယှက်ရှစ်မျိုးဆိုတာအဓိကကတော့ဘာတော့ဆိုရင်မြတ်စွာဘုရားကနံပါတ်၈အနေနဲ့ဟောထားတာအန္တောပုတိတစ်တုံးကြီးကအဆွေးကြီးဆိုလို့ရှိရင်ကျွန်တော်ဝေးလံတဲ့ခရီးကြီးကိုရေထဲကနေမျောသွားတဲ့တစ်တုံးဟာဟိုကလှိုင်းပုတ်လိုက်ဒီကလှိုင်းပုတ်လိုက်ကြောက်ဆောင်နဲ့တွေ့ရင်ကြောက်ဆောင်နဲ့တိုက်လိုက်ဆိုတော့အစိတ်သိမ့်မွားမွားဖြစ်ပြီးတစ်တုံးပကတိအကောင်းတိုင်းပင်လယ်ထဲရောက်နိုင်မှာမလားဆွေးနေတဲ့တစ်တုံးဆိုတာလှိုင်းပုတ်တာနဲ့တစားစီဖြစ်သွားမှာဆွေးနေတဲ့တစ်တုံးလိုပဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ခံစားပြီးတော့ကြည့်အတွင်းကပုတ်ပြီးတော့ဆွေးနေတဲ့တစ်တုံးဆိုတာဘာကိုပြောတာလဲနိဗ္ဗာန်ရောက်ဖို့အတွက်တစ်တုံးဟာအကောင်းမွန်ပြီးဖြစ်နေဖို့ပင်လယ်ထဲစီးဝင်ဖို့အတွက်တစ်တုံးဟာအကောင်းမွန်ပြီးဖြစ်နေဖို့လိုအပ်တယ်လို့နိဗ္ဗာန်သွားဖို့အတွက်ဘုန်းကြီးတို့တွေမှာလည်းတစ်တုံးအဆွေးကြီးမဖြစ်ဖို့လိုအပ်တယ်တဲ့ကိုယ့်ဘာကိုကြည့်တစ်တုံးအဆွေးကြီးဟုတ်မဟုတ်တစ်တုံးဆွေးဆိုတာဘာပြောတာလဲဆိုကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်ဟာတစ်တုံးကြီးဆွေးနေတာနဲ့တူပဲအတွင်းမှာဘာအနှစ်မှမရှိဘူးအန္တောပုတိအတွင်းထဲမှာပုတ်နေတယ်ကတံဘုဇာတော့ရောက်သွားဆိုတာပြင်ဘက်ကအခွန်မာတယ်မို့လားအတွင်းထဲကြည့်လိုက်လို့ရှိရင်ပုတ်သွားအဲ့တော့လိုပဲကိုချင်းတရားပြပြပြီးတော့ဖုံးဖိထားရတဲ့ကိုချင်းတရားရှိလောကလူတွေကဖုံးဖိပြီးတော့ဟန်ဆောင်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘာနဲ့ပြောတော့ဆိုရွှေရည်တုတ်ထားတဲ့မြေနှထောင်းနဲ့ရွှေရည်တုတ်ထားတဲ့မြေနှထောင်းပြင်ဘက်ကနေကြည့်လိုက်တော့ဟာရွှေနှထောင်းလေးလိုပဲဝင်းဝင်းလက်လက်လိုက်သို့တော့အတွင်းကြည့်လိုက်လို့ရှိရင်မြေကြီးပဲဘာမှမရှိမြေနှထောင်းမတ္တိကာကုန္ဒလမြေနှထောင်းရွှေချထားတဲ့မြေနှထောင်းဟာဘာမှတန်ဖိုးမရှိဘူးအဲ့ဒါလိုပဲကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်တယောက်ကပြင်ဘက်ကနေပြီးကြည့်လိုက်ရင်သူတော်စင်အသွင်ဆောင်းနေပေမဲ့လူတော်လူကောင်းအသွင်ဆောင်းနေပေမဲ့သူကတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်အတွင်းကပုတ်ဆွေးနေတဲ့တစ်တုံးလိုပဲနိဗ္ဗာန်ထိအောင်သူမရောက်နိုင်ဘူးတဲ့လမ်းနေမဲ့တစားစီကွဲသွားမှာဟုတ်ကဲ့နံပါတ်1အရေးကြီးတာအဲ့ဒါတစ်တုံးတစ်ဆွေးမဖြစ်ဖို့မြတ်စွာဘုရားကဟောတယ်အဲ့ဒီတစ်တုံးကြီးကြည့်အနှစ်သာရပြည့်နေတဲ့တစ်တုံးဆိုလို့ရှိရင်တော့ပင်လယ်ထဲထိရောက်မှာပဲတဲ့အနှစ်သာရမပြည့်ပဲနဲ့အတွင်းကပုတ်နေရင်တော့လမ်းမှာပဲလှိုင်းပုတ်ထားတဲ့တစားစီဖြစ်ပြီးတော့သူပင်လယ်ရောက်မှာမဟုတ်ဘူးအဲ့တော့သင်္ချစ်သားတို့လည်းပဲအတွင်းပုတ်နေတဲ့တစ်တုံးတွေမဖြစ်စေနဲ့လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်ကဲအဲ့ဒီတစ်တုံးကြီးဟာကောင်းပါပြီတဲ့အနှစ်သာရတော့ပြည့်တယ်လူကလည်းကိုချင်းတရားတော့ကောင်းပါလေကိုချင်းတရားလေးကောင်းတယ်
နိဗ္ဗာန်ကိုဥတည်သွားနိုင်မလားလို့ဆိုတော့လမ်းမှာအခက်အခဲတွေအများကြီးရှိသေးတယ်နှစ်သာရရှိတဲ့တစ်တုံးပဲဖြစ်နေကြစားလိုင်းပုတ်လို့ဟိုဘက်ကန်းကိုတင်သွားမယ်ဆိုရင်ရောရောက်ပါမလားအေးဒီဘက်ကန်းတင်သွားရင်ရောမရောက်နိုင်ဘူးတဲ့ဟိုဘက်ကန်းလည်းမတင်ပါမှဒီဘက်ကန်းလည်းမတင်ပါမှအေးတခါတရံဟိုဘက်ကန်းလည်းမတင်ပါဘူးဒီဘက်ကန်းလည်းမတင်ပါဘူးရေစိမ်ဝပြီးတော့တစ်တုံးကြီးကမပေါ်နိုင်တော့ဘူးရေထဲမြုပ်သွားတယ်တချို့တစ်တုံးတွေကလေးပြီးတော့ရေထဲမြုပ်သွားတာရှိတယ်နော်အဲ့ဒါလို့ရေထဲမြုပ်နေတဲ့တစ်တုံးကရောပင်လယ်ကမ်းထဲရောက်ပါမလားမရောက်နိုင်ဘူးမြုပ်သွားလို့ရှိရင်မရောက်နိုင်ဘူးဟိုဘက်လည်းမတင်မှဟိုဘက်ကမ်းလည်းမတင်မှဒီဘက်ကမ်းလည်းမတင်မှရေထဲလည်းမမြုပ်မှအေးရေထဲတော့မမြုပ်ဘူးသို့တော့အလဲကတောင်ထွန်းနေတော့တောင်တင်သွားရင်ရောအဲ့ဒီတစ်တုံးဟာပင်လယ်ထဲရောက်ပါမရောက်ဘူးကြည့်မရောက်နိုင်တဲ့အနေအထားတွေကိုမြတ်စွာဘုရားဟောတာနော်တစ်တုံးကြီးဟာကြည့်တောင်တင်သွားတယ်ဘလို့မှမရောက်တော့ရှေ့ဆက်မသွားတော့ခရီးရသွားပြီတောင်တင်လိုက်တယ်အေးတောင်တော့မတင်ဘူးမျောတော့မျောနေတာပဲသို့တော့လူတွေကထင်းဆိုင်ဖို့ဆယ်ပြီးတော့အိမ်ယူသွားမယ်တခုခုအသုံးချဖို့တစ်တုံးကြီးကိုဆဲယူသွားမယ်ဆိုရင်ရောရောက်ပါမလားမရောက်ဘူးအေးလူကတော့မဆယ်ဘူးမမြင်ရတဲ့တတ်တွေပါတွေကနေပြီးတော့ဒီတစ်တုံးကြီးကိုမယူသွားလို့ရှိရင်ရောမရောက်နိုင်ဘူးဟောနောက်တစ်ခုကလူကလည်းမဆယ်ဘူးနတ်ကလည်းမဆယ်ဘူးဘောလောနဲ့ရေထဲမှာမျောနေဒါပေမဲ့ဝဲနဲ့တွေ့တဲ့အခါဝဲကစုပ်ပြီးတော့နှိမ့်မြုပ်လိုက်ပဲဆိုရင်ဝဲလည်နေတဲ့တစ်တုံးဟာပင်လယ်ထဲရောက်ပါမလားမရောက်နိုင်ဘူးတဲ့ဟောမရောက်နိုင်တာတွေအများကြီးရှိတယ်ပေါ့ဝဲလည်နေရင်လည်းမရောက်ဘူးတဲ့အဲ့တော့ဒီအခြေအနေတွေအလုံးကျော်လွှားပြီးတော့လမ်းကြီးကအဟံတားတွေကိုအကုန်လုံးဖယ်ရှားပြစ်နိုင်တဲ့အခါမှသာဟောဒီတစ်တုံးကြီးဟာပင်လယ်ထဲကိုရောက်သွားနိုင်တယ်လို့ယဟန်တွေကိုတစ်တုံးကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားတရားဟောတာနော်အေးဟောဒီတစ်တုံးကြီးဟာဟိုဘက်ကမော်လည်းမတင်ဘူးဒီဘက်ကလည်းမတင်ဘူးအလဲကောင်းလည်းမြုပ်မသွားဘူးတောင်လည်းမတင်ဘူးလူတွေကလည်းမဆယ်လိုက်ဘူးနတ်ကလည်းမဆယ်လိုက်ဘူးဝဲကလည်းစုပ်မထားဘူးအတွင်းကလည်းမပုတ်ဘူးတစ်တုံးအကောင်းစားဆိုလို့ရှိရင်တော့တေချာပေါက်ပဲပင်လယ်ခရီးပေါက်ရောက်သွားမှာပဲ။ဘာဖြစ်လို့လဲဆိုမြစ်တည်ရဲ့နောက်ဆုံးဌာနပင်လယ်ပဲကိုအေယဝတီမြစ်ကြီးအလုံးသိတဲ့အတိုင်းမေခပလိခမြစ်ဆုံကနေပြီးတော့အေယဝတီမြစ်ကြီးစတင်ပြီးတော့စီးဆင်းလာတယ်။ဟုတ်ကဲ့လား။စတင်စီးဆင်းဘယ်ရောက်ရောက်သွားတော့ဆိုဘင်္ဂလားပင်လယ်အော်ထဲရောက်တာပဲ။အေယဝတီမြစ်ကလမ်းထဲမှာမြစ်ဆုံမြစ်မွာတွေရှိပြီးတော့နောက်ဆုံးရောက်သွားတာ။ဒါကြောင့်မို့လို့မြစ်ဝကျွန်းပေါ်အေယဝတီတိုင်းလို့ခေါ်တာပေါ့။ဒီမြစ်တွေကနေဆိုနောက်ဆုံးကျတော့ပင်လယ်ထဲရောက်သွားတာမဟုတ်လား။အေးအဲ့ဒါကိုမြတ်စွာဘုရားကဥပမာထားပြီးတော့ယဟန်တွေကိုကမ္မထန်နီလန်ပေးနေတာဘာလို့ရမလဲနိဗ္ဗာန်ကိုဥတည်သွားဖို့အတွက်ဘာလို့ရမလဲဆိုတာဟောတယ်အဲ့ဒါလို့ဟောလိုက်တဲ့အချိန်မှာယဟန်တော်တစ်ပါးကမြတ်စွာဘုရားဒီတစ်တုံးကြီးကိုတော့အဓိကပြောတာမဟုတ်တော့မြတ်စွာဘုရားကဟောတယ်အေးသင်တို့တွေလည်းပဲဟောဒီတစ်တုံးကြီးလို့နိဗ္ဗာန်ကိုဥတည်သွားနေဖို့လိုအပ်တယ်နိဗ္ဗာန်ကိုဥတည်နေဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုရင်ငါဟောထားတဲ့သမ္မာဒိဋ္ဌိဆိုတာနိဗ္ဗာန်ကိုဥတည်ထားတာဆိုတော့ယဟန်တော်တစ်ပါးကလျှောက်တယ်ရှင်ဘုရားဟိုဘကန်းဆိုတာဘာပြောတာတော့ဒီဘကန်းဆိုတာကတော့ဘာပြောတာတော့အေးနိဗ္ဗာန်သွားဖို့အတွက်အဟံတားတွေကအများကြီးရှိတယ်ကမ္မတင်ဖို့အရေးကြီးသေးတယ်ရေတောင်ခရီးနဲ့သွားနေလို့ရှိရင်ကမ္ဘောတက်ပြီလို့ရှိရင်ပြန်ဆင်းတော့မှမဟုတ်တော့ဘူးလေအဲ့တော့မြတ်စွာဘုရားကဒီဘက်ကန်းဆိုတာတခြားမဟုတ်ဘူးတဲ့
ကိုယ်တဏ္ဍာမှာရှိနေတဲ့မျက်စိနားနာလျှာကိုယ်စိတ်လို့ဆိုတဲ့ပြင်ပကဗဟိတအာယုန်တွေကိုရယူနိုင်တဲ့အတွင်းအစ္ဆတိကအာယတနာ6ပါးကိုခေါ်တာကဲဘုန်းကြီးတို့တွေမှာမျက်စိမရှိဘူးလားမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်စိတ်ဆိုတာရှိတယ်အဲ့ဒီပေါ်တင်သွားတယ်ဆိုတာလူတွေကကိုယ်မျက်စိလေးကိုငါဟာငါမျက်စိဣတံမမငါမျက်စိဧသောဟမတမိမျက်စိဟာငါပဲဧသောမိအတ္တငါရဲ့ငါလိုချင်တဲ့အတိုင်းရတဲ့အရာလေးပဲငါရဲ့အတ္တပဲလို့ဆိုတဲ့မမှန်ကန်တဲ့အတွေးတွေနဲ့မျက်စိပေါ်မှာဆင်ញင်သုံးသပ်နေမယ်ဆိုလို့ရှိရင်ဒါကန်းတင်သွားပြီဟုတ်ကဲ့လားအဲ့ဒီအတွေးဝင်လိုက်တာနဲ့တပြိုင်တည်းဒီဘက်ကန်းတင်သွားတာတင်သွားပြီးနိဗ္ဗာန်သွားဖို့ရမရဘူးနိဗ္ဗာန်လမ်းကြောင်းပေါ်ကနေဘေးရောက်သွားပြီနားကလေးကိုငါနားလို့နှာခေါင်းလေးကိုငါနှာခေါင်းလျှာလေးကိုငါလျှာခန္ဓာကိုယ်ငါခန္ဓာကိုယ်အဲ့ဒီအတွေးအမြင်တွေနဲ့တွေ့တာနေမယ်ဆိုလို့ရှိရင်ဒီဘက်ကမ်းပေါ်မှာတင်သွားတာပဲတဲ့ဒါနိဗ္ဗာန်သွားဖို့မရှိတော့ဘူးဒီဘက်မှာတင်းနေပြီဟုတ်ကဲ့လားမျက်စိနာနာလျှာကိုယ်ဆိုတဲ့လျှာကိုယ်စိတ်ဆိုတဲ့အာယုန်တွေကိုရယူတတ်တဲ့ sense organ တွေပေါ့အဲ့ဒီ organ တွေပေါ်မှာဆွဲလန်းသွားပြီဆိုတဲ့ဆွဲလန်းသွားတာဟာတင်သွားတာပဲပေါ့မျက်စိပေါ်မှာတွေ့တာတယ်နားပေါ်မှာတွေ့တာတယ်နှာခေါင်းပေါ်မှာတွေ့တာတယ်လူတွေခြုံပြောရင်ဒါမျက်စိတွေ့တာပဲပေါ့မျက်စိတွေ့တာလို့မှတချို့ဆိုလို့ရှိရင်အမေမွေးတဲ့မျက်စိကအညိုရောင်လေးအနက်ရောင်လေးဆိုလို့ရှိရင်ဘာအယောင်ဆိုးကြသေးလို့မဆိုးဘူးလားဆိုးတယ်အဲ့ဒါလို့မလှလှအောင်မကောင်းကောင်းအောင်မသာယာကွယ်ဖြစ်အောင်ဆိုပြီးတော့ပြုပြင်ပြီးတော့မနေကြဘူးလားအဲ့ဒါကမ်းပေါ်မှာတင်းနေတာဟုတ်ကဲ့လားအဲ့ဒါကိုကမ်းတင်တာကိုတင်မှမသိဘူးဖြစ်ကိုဟာတို့ကကမ်းပေါ်ရောက်နိဗ္ဗာန်သွားရပါလို့ဤလို့ဆုတောင်းပေမဲ့လို့ကမ်းပေါ်မှာရောက်နေတယ်ကိုကလမ်းကြောင်းပေါ်ကအောက်ရောက်နေတယ်ဟုတ်ကဲ့လားကဲတစ်ဘက်ကကိုကြည့်လိုက်အောင်မျက်စိကမြင်တဲ့အဆင်းအာယုံပေါ်မှာသွားပြီးတော့လှလိုက်တာလို့တွေးတယ်လှလိုက်တာလို့တွေးတာနဲ့လိုချင်လိုက်တာလို့ပြောတာနဲ့လောဘလာပြီမလိုချင်ဘူးလို့ပြောလိုက်တာနဲ့မုန်းစရာကောင်းတယ်လို့ပြောလိုက်တာနဲ့ဒေါသကလာပြီမလာဘူးလားမျက်စိကမြင်ရတဲ့အာယုံနားကကြားရတဲ့အသံတော့ကလူတွေနေ့စဉ်နဲ့ပြောနေတာမြင်ထားတဲ့အာယုံအကြောင်းပြောတယ်နားကကြားတဲ့အသံကိုပြောတယ်နှာခေါင်းကအနံ့အကြောင်းပြောတယ်အာယုံအကြောင်းတွေပြောနေတာအဲ့ဒီပေါ်မှာမမောနေကြဟုတ်ကဲ့လားမြင်စရာအာယုံကကိုယ့်အိမ်ထဲမှာနေတိုင်းမြင်နေရိုးတော့အပြင်ထွက်ချီဟုတ်ကဲ့လားအပြင်ထွက်ချီတယ်အတန်ကလည်းကိုယ့်အိမ်ကကြားနေကြအတန်တွေရိုးတဲ့အခါကျတော့အပန်းအတိတ်ကလေးများတွေ့လို့ရှိရင်အဲ့ဒါလေးနှစ်ချက်လေးနဲ့ထည့်ပြီးတော့မရှာဘူးလားရှာတယ်ဒါကြောင့်မလို့ဆိုင်နေရောင်းကောင်းတာ MP3 တို့ MP4 တို့တချင်းတန်လေးနဲ့တငိမ့်ငိမ့်တချို့များနှစ်ချက်ကလေးနားနဲ့တတ်ထားပြီးတော့တယောက်တည်းခုံနေတာရှိသေးတယ်ဘေးကနေကြည့်ဘာဖြစ်နေတာလဲဒီလူငရင်များလှုပ်နေတာလားရိတ်ထိုးနေတာလည်းရှိတယ်အတန်ကစီးချက်ပေးနေတော့သူ့ကိုယ်သူလည်းတခါလေအဲ့စီးချက်နောက်လိုက်ပြီးတော့ရိတ်ထိုးနေအဲ့ဒါကန်းတင်နေတာပဲမတင်ဘူးလားအဲ့ဒါကိုဟိုဘက်ကန်းလို့ခေါ်တယ်မျက်စိကဒီဘက်ကန်းဆိုရင်မျက်စိကမြင်ရတဲ့အာယုံဟိုဘက်ကန်းမဟုတ်ဘူးလားနားကဒီဘက်ကန်းဆိုရင်နားကကြားရတဲ့အတန်လေးကဟိုဘက်ကန်းအဲ့တော့ဟိုဘက်ကန်းတင်လိုက်ဒီဘက်ကန်းတင်လိုက်ဘယ်ရောက်တော့မှာတော့နိဗ္ဗာန်ရောက်ဖို့ရာအတွက်ဟိုဘက်ကန်းနဲ့ညှိလိုက်ဒီဘက်ကန်းနဲ့ညှိလိုက်တခေါင်းကလည်းမွေးကြိုင်တဲ့အနံလေးဆိုကြိုက်တယ်လေဒါမို့ရေမွေးအမျိုးမျိုးထွက်တိုင်းဝယ်တယ်ဖောင်တာလည်းထွက်တိုင်းဒီကနေ့ခေတ်တထေးဖြစ်နေကြတယ်ကြည့်
ဘာတနခါတို့ညာတနခါတို့ဘာပေါင်တာတို့ညာပေါင်တာတို့အဲ့ဒါကန်းတင်နေတာဒီပဲအကုန်ကန်းတင်တဲ့လူနည်းသလားများသလားများတယ်ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောခုမှပစ္စယောပဲရှိသေးတယ်နော်လူကကမ်းပေါ်ရောက်နေတယ်ရှာကရောကမ်းမတင်ဘူးလားဆိုတော့ဩရှာကအရသာဆိုတဲ့ခုဘက်ကမ်းပေါ်မှာလဲသွားတင်းနေပြန်တယ်အိမ်ကထမင်းစားမကောင်းလို့စားတော့ဆိုင်သွားစားဗမာထမင်းရိုးလို့တဲ့ကိုရီးယားအစားစားထိုင်းအစားစားအသားခင်လေးဆိုသွားစားကြပြန်ရဲ့ဘယ်ဆိုင်ကကောင်းတယ်ဆိုသတင်းတောင်ပေးလိုက်သေးတယ်အဲ့ဒါကန်းတင်လိုက်ပုံကတော့နော်အဲ့တော့ဟိုဘကန်းနဲ့တင်မသွားဘူးလားဒါချုံးငုံကြည့်တကဘာလုံးကိုပြောတာနော်လူသားတွေရဲ့အနေထားကြည့်ဟိုဘကန်းတင်လိုက်ဒီဘကန်းတင်လိုက်နဲ့လွတ်လွတ်ပြီးတော့ရှေ့ခရီးဆက်လို့ရမှာတော့အထီးတွေ့ဆိုလို့ရှိရင်လည်းကြည့်လေအထီးတွေ့နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲအမျိုးမျိုးအဝတ်ကစားပြီးတော့လူညံ့တဲ့အဝတ်ကလေးတွေကောင်းတာလေးတွေအိရခင်းအိရဲ့ကတင်ကစားပြီးတော့ကောင်းတာလေးနဲ့ဒါလည်းကန်းတင်သွားတာပဲပေါ့စိတ်ခံမှုလှုပ်တာမှန်သမျှအကုန်ကန်းတင်တာကြီးပဲဟုတ်ကဲ့စိတ်ကပြည့်ပြည့်အားတွေတော့ဖယ်လိုက်အောင်စိတ်ထဲကနေပြီးတော့အတွေးလှလှလေးတွေတွေးနေရလို့ရှင်လေသူကခြေနှံ့နေသေးတယ်အဲ့ဒါလည်းဟိုဘက်ကန်းတင်တာပဲကဲအချုံးကုန်ပြောလိုက်မယ်ဆိုရင်ဒီဘက်ကန်းဆိုတာဣဇတိကာယရဏ6ပါးဣဇတိကာယရဏ6ပါးလို့ပြောလိုက်လို့ရှိရင်စာတဲ့ဟာသွားတတိပြရမယ်ဣဇတိကာယရဏ6ပါးလို့ပြောလိုက်ကြတဲ့ငါမျက်စိငါနားငါနှာခေါင်းဟုတ်လားမျက်စိနားနာလျာကိုယ်စိတ်ဆိုတာကိုပြောတာလို့မှတ်တာဟိုဘက်ကန်းနဲ့အလားတရာတူတဲ့ဘာဟိရယရဏ6ပါးမြင်စရာအာယုံကြားစရာအသံနမ်းရှုစရာအနတ်လျက်စရာအရသာထိတွေ့စရာအထီးအတွေ့နဲ့စိတ်ကူးကြံစည်စရာအာယုန်တွေအဲ့တော့ဟိုဘက်ကန်းရောက်လိုက်ဒီဘက်ကန်းရောက်လိုက်ဟိုဘက်ကန်းတက်လိုက်ဒီဘက်ကန်းတက်လိုက်လဲဆိုနိဗ္ဗာန်ခရီးရဲ့တွေ့မှမှာဒီဘက်ကန်းတင်းနေတာနဲ့ပြီးတော့ပြန်ရောတဘဝဟိုဘက်ကန်းတင်းနေတာနဲ့ပြီးတော့ပြန်ရောတဘဝအဲ့ဒါလို့ဘဝပေါင်းတွေမြောင်များစွာနဲ့နေတဲ့လူတွေဘယ်လိုလုပ်ပြီးနိဗ္ဗာန်ရောက်နိုင်မလဲတဲ့အဲ့ဒီဟိုဘက်ကန်းလည်းမကတ်နဲ့ဒီဘက်ကန်းလည်းမတင်စေနဲ့ဆိုတာဣဇတိကာယရဏ6ပါးမျက်စိနာနာလျာကိုယ်ပေါ်မှာလည်းပဲဆွဲလန်းမှုမပြုနဲ့အစင်းအတန်အနတ်အရသာအထီးအတွေ့ပေါ်မှာလည်းပဲမဲ့မဲ့မောမောနဲ့မတွေ့တာနဲ့အဲ့ဒါဆိုလို့ရှိရင်တော့ဟိုဘက်ကန်းလည်းမကတ်ဘူးဒီဘက်ကန်းလည်းမကတ်ဘူးရှေ့ဆက်သွားဖို့ရမဖြစ်ပေဘူးလားသို့တော့အလဲကောင်းနေတယ်ဆိုုံနဲ့လည်းပဲစိတ်မချနဲ့အောင်လူတွေမှာဘာဖြစ်လဲဆိုနန္ဒီရာဂတဲ့နစ်သွားနိုင်သေးတယ်တဲ့ဟောဒီရေထဲမှာနစ်သွားနိုင်သေးတယ်ဟိုဘက်ကန်းတော့မတင်ပါဘူးဒီဘက်ကန်းတော့မတင်ဘူးသို့တော့ရေထဲမြုပ်သွားရေထဲမြုပ်တယ်ဆိုတာမိသားစုတွေကခေါင်းကိုမဖော်နိုင်ဘူးတန်ရောစင်တွေကြီးလို့မရှိဘူးလားဘယ်မှမသွားနိုင်ဘူးညီစိတ်မချလို့သာသမီစိတ်မချလို့ဘယ်မှမသွားနိုင်မြုပ်မနေဘူးလားဒီဘက်ကန်းထဲမှာဒီရေလေကောင်မှာလည်းမြုပ်သွားသေးတာပဲအတ္တမိနန္ဒီရာဂတဲ့နှစ်သက်စရာအာယုန်နဲ့တွေ့ရင်နှစ်သက်လိုက်တယ်တွေ့တာစရာရှိတယ်တွေ့တာလိုက်တယ်ဆိုရင်ဒါမြုပ်သွားပြီမြုပ်လည်းမမြုပ်ဘူးဟိုဘက်ကန်းလည်းမရောက်ဘူးဒီဘက်ကန်းလည်းမရောက်ဘူးမြုပ်မှုကလည်းသိမထင်ရှားဘူးဆိုဘာလာပြန်နှုံးဆိုလို့ရှိရင်မြစ်လေကောင်မှာတောင်ထွန်းနေတယ်လို့လူတွေမှာခုနကတန်ရောစင်တွေစွန့်လိုက်နိုင်တော့လဲဘာလာပြန်နှုံးဆိုအတ္တမိမာနငါဆိုတဲ့မာနလေးကကျန်တယ်တရားကြောင်းသွားရင်လည်းအဲ့ဒါလေးကပါလာငါညံစင်နာပြီးပြီသူတို့ကမနာဘူးငါတရားကိုဘယ်နှချိန်ဝင်ပြီသူတို့တခါမှမဝင်ဘူးငါတရားပေါက်ပြီးတာဒီသူတွေတခါမှမပေါက်ဘူးတရားနဲ့ဝေးနေတယ်မလာဘူးလားအဲ့ဒါမျိုးအတ္တမိမာနတဲ့အဲ့ဒီမာနမျိုးမပြောနဲ့
ရှင်သာရိပုတ္တရှင်အနုရုဒ္ဓမထေရမြတ်ထားတဲ့မာနတော်မှာပဲယန္တာဖြစ်ဖို့အဟံတာကြီးဖြစ်သွားငါစัจ java လာတစ်ထောင်ကိုဒိဗ္ဗစက္ခုနဲ့ကြီးနိုင်တယ်လို့ကြီးနိုင်လို့သူကြီးနိုင်တယ်ဆိုတဲ့အတွေးတွေးတာလေအဲ့ဒီအတွေးလေးကြောင့်မို့လို့သူကယန္တာမဖြစ်ဘူးရှင်သာရိပုတ္တရာကထောက်ပြတယ်အဲ့ဒီအတွေးမတွေးနေတဲ့ဒါမာနအတွေးအဲ့ဒါလေးဖယ်လိုက်မှသူယန္တာဖြစ်တာတော့ဖြစ်ဘူးဘလောက်တမာရီကောင်းနေလဲဒိဗ္ဗစက္ခုဝိညာဉ်ရထားတဲ့ပုဂ္ဂိုလ်ဇန်နေကုံရထားတဲ့ပုဂ္ဂိုလ်သို့တော့ဒါလေးခံနေအဲ့ဒါဘာလို့ဆိုတောင်းတင်နေတာခေါ်ရှေ့ဆက်လို့မရဘူးသင်္ဘောတွေတောင်းတင်သွားရင်ရှေ့မောင်းလို့ရပါမလားမရဘူးရှေ့တိုးမရတော့အဲ့တော့အဲ့ဒီမာနလည်းပဲအမတန်တတိထားရတယ်အဲ့ဒါလည်းဖြုတ်ဖို့လိုတယ်အဲ့ဒါဖြုတ်လိုက်ပါပြီပတ်ဝန်းကျင်နဲ့လိုက်လျောရောနေတယ်ဘုန်းကြီးရဟန်းတွေဆိုလို့ချင်းတရားဓမ္မတွေနဲ့တန်ရောစဉ်ဖြစ်ပြီလူတန်ရောစဉ်တော့ခွာခဲ့တယ်မိသားစုတန်ရောစဉ်မရှိဘူးအိမ်တော်မရှိသည့်အတွက်ကြောင့်အိမ်တော်တန်ရောစဉ်မရှိဘူးဒါပေမဲ့ကိုးကွယ်တဲ့တရားဓမ္မတွေပေါ်မှာတန်ရောစဉ်ဖြစ်နေပြီဆိုရင်ဒါလူအဆယ်ခံလိုက်ရပြန်ပြီအဲ့ဒါလူဝတ်ကြောင့်နေနဲ့ပြောမယ်ဆိုလို့ချင်းကမ္မထမ်းကြောင့်တော့သွားတယ်အိမ်စိတ်မချလို့တဲ့မြည်စိတ်မချသေးလို့ပြန်လာခဲ့တယ်ဟုတ်ကလားသာသမီတွေစိတ်မချသေးလို့ပြန်လာခဲ့တယ်မခွာနိုင်သေးဘူးဖြစ်နေတယ်အဲ့ဒါမျိုးဟာတောင်းတင်တာပဲတဲ့ရှေ့ဆက်သွားလို့ရပါမလားမရဘူးရှေ့တိုးလို့ကိုမရဘူးတောင်းတင်သွားပြီလေတတုံးကြီးတောင်းတင်တယ်လို့ပဲကိုကတောင်းတင်နေတောင်းဆိုတာဘာပြောတာတော့ဆိုခုပြောခဲ့တယ်နော်အတ္တမိမာနတောင်းတင်တာတဲ့မာနရှိနေတောင်းတင်လာတရားတို့တရားများရလို့ကိုယ့်ကိုယ်အထင်လေးရှိလာရင်တောင်းတင်တာခြေထဲမြုပ်သွားတာကအတွေ့အတာမှုကခုနမြုပ်သွားတွေ့တာမှုတွေကိုဆွန့်လွတ်နိုင်လို့ကိုယ့်ကိုယ်အထင်ရောက်လာပြန်လို့ရှိရင်လည်းတစ်ခါတောင်းတင်ပြန်တယ်မစိတ်မချလို့ဆိုတဲ့အခါကျတော့လူဆယ်ခံရပြန်လူဆယ်မခံရဘူးလားအဲ့ဒါခံရတယ်နော်လူဆယ်တာတော့မခံရပါဘူးဘယ်သူဘောမှတာရစေမထားဆွေတွေမျိုးတွေနဲ့လည်းသင်္ကန်းပြနေလိုက်တယ်သို့တော်လည်းစိတ်ထဲမှာဒီဘဝမှာနိဗ္ဗာန်မရသေးဟောဒီအကျင့်ကလေးကြောင့်ငါနတ်ပြည်ရောက်ပါရစေနတ်မင်းကြီးဖြစ်ပါရစေဒီလိုအတွေးလေးတွေဝင်လာပြီးတော့ကိုကျင့်ထားတဲ့အကျင့်ကလေးတွေနဲ့နတ်ပြည်နဲ့အလဲလဲလှုပ်ချင်လာနိဗ္ဗာန်ဆိုတာဘယ်မှမသိသေးဘူးနိဗ္ဗာန်သွားဖို့စောပါသေးတယ်နတ်ပြည်ကလက်စည်းတိမ်လေးခါလိုက်ဥမပဲလို့အတွေးလေးဝင်လာပြီးငါကျင့်ထားတဲ့အကျင့်လေးနဲ့လေနတ်ပြည်သွားကျင်ပါတယ်ဆိုတဲ့အတွေးလေးဝင်လာလို့ရှိရင်ဒါနတ်ဆယ်ခံရပြန်နိဗ္ဗာန်မရောက်နိုင်ပြန်ဘူးအဲ့ဒီပုဂ္ဂိုလ်ကဟုတ်ကဲ့လားအဲ့ဒါဟာနတ်ရဲ့အဆယ်ခံရတာလို့တဲကောင်းပြီလူလည်းမဆယ်ဘူးနတ်လည်းမဆယ်ဘူးသို့တော်လည်းကာမဂုဏ်အာယုန်တွေတဲကနေခွဲမထွက်နိုင်ဘူးကာမဂုဏ်ဆိုတာကာမဆိုတာနှစ်သက်เสียအာယုန်ကိုကာမလို့ခေါ်တယ်အဲ့ဒီနှစ်သက်เสียအာယုန်များဟာလူရဲ့စိတ်ကိုနှောင့်ယှက်ထားတတ်သောကြောင့်ခုနဂုံလို့ပြောတာဂုံပြည့်တည်ရှိတဲ့ဂုံမဟုတ်ဘူးကာမခုနကာမဆိုတဲ့အနှောင်ဖွဲ့လို့ဒီလိုဆိုလိုတယ်တစ်တုံးတစ်တုံးဟာဝဲတယ်နေတယ်ဆိုလို့ရှိရင်ထိုတစ်တုံးဟာဝဲဆုပ်ခံရပြီဆိုလို့ရှိရင်ဒီတစ်တုံးဟာရှေ့ရွေးလို့ရပါမယ်ဒီနားမှာပဲဝဲလေတော့ကလူတွေလည်းကာမဂုဏ်အာယုန်တွေကိုမဖယ်ဖြတ်နိုင်တဲ့အတွက်ကြောင့်ဝဲလေနေဝဲလေတယ်ဆိုတာကြည့်လေခုနတုန်းကလည်းမှာသူကဝဲလေပုံကလူကညီးတာညီးပြီးတော့ဝိနေတယ်ဆိုတာဒီနားတယ်ပဲဝိနေတာမသွားနိုင်ဘူးအဝေးကိုမသွားနိုင်ဝေးကိုမသွားနိုင်ဒီအာယုန်လေးတွေမှာလက်ပတ်ပြီးတော့ပျော်ခြင်းနေတာကာမဂုဏ်အာယုန်တွေထဲမှာအဲ့ဒါဝဲလေနေတာလို့ခေါ်တယ်အဲ့ဒီလိုဝဲလေတာကနေမထွက်နိုင်ဘူးဆိုလို့ရှိရင်ဒီတတုံးကြီးဟာဘယ်တော့မှပင်လယ်ထဲကိုမရောက်ဘူး
ဧကာမဂုဏ်အာယုံဆိုတဲ့ဝဲတွေကမထွက်နိုင်တဲ့လူတွေဟာလည်းပဲဘယ်တော့မှနိဗ္ဗာန်ကိုမရောက်နိုင်ဘူးလို့ဒီလိုဆိုလို့တယ်ပေါ့အားလုံးခြုံပြီးတော့ကြည့်လိုက်ရင်မြတ်စွာဘုရားကဓာတုခန္ဓောပမတုတ်တံဆိုတာကောသမိပြည်နာကခင်းကမြေကမ်းမှာခင်းကမြေထဲမှာတတုံးကြီးမျောနေတာကိုကြည့်ပြီးတော့ဒီတရားကိုဟောလိုက်တာမြင်ကြလားဟေးဟိုနောက်မှာတတုံးကြီးမျောနေတာအဲ့ဒီတတုံးကြီးဟာဟိုဘက်ကမ်းလည်းမတင်ဘူးဒီဘက်ကမ်းလည်းမတင်ဘူးရေထဲနဲ့မြုပ်မသွားဘူးတောင်လည်းမတင်ဘူးလူတွေကလည်းဆယ်မသွားဘူးနတ်ကလည်းမဆယ်ဘူးဝဲကလည်းမဆုပ်ဘူးတတုံးကြီးကလည်းပဲအခြေအနေကောင်းတယ်အနှစ်သာရအနှစ်ရှိရှိနဲ့မာတဲ့တတုံးကြီးဆိုရင်ဘယ်ရောက်မလဲပင်လည်းရောက်မှာအေးမင်းတို့တွေလည်းနိဗ္ဗာန်ကိုအရောက်သွားကြအရောက်သွားတဲ့အခါမှာဟိုဘက်ကမ်းလည်းမတင်စေနဲ့နော်ဒီဘက်ကမ်းလည်းမတင်စေနဲ့ရေထဲလည်းမြုပ်မသွားစေနဲ့လမ်းမှာလည်းပဲမြုပ်မသွားစေနဲ့တောင်လည်းမတင်စေနဲ့လူဆယ်တာလည်းမခံရစေနဲ့နတ်ဆယ်တာလည်းမခံရစေနဲ့ဝဲဆုပ်သွားတာကိုလည်းမခံရစေနဲ့လို့အတွင်းပုတ်တဲ့တစ်သားမျိုးလည်းမဖြစ်စေကြနဲ့လို့မြတ်စွာဘုရားကဒီတတုံးကြီးကိုကြည့်ပြီးတော့ယဟန်တွေကိုနိဗ္ဗာန်သွားဖို့ဥတည်ပြီးတော့နေဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုတာကိုကမ္ဘာတန်းပေးတာပဲဟုတ်ကဲ့လားဒါကမ္ဘာတန်းပေးထားတာဘာနဲ့ကမ္ဘာတန်းရှုရမှာတော့ဆိုရင်ကြည့်လေရှုရမှာတော့တမ္မာဒိဋ္ဌိနဲ့ပဲသွားမှာပဲမှန်ကန်တဲ့အမြင်တစ်ခုနဲ့ပဲသွားတာပဲလေဘဂိရှိပါနဲ့မှန်ကန်တဲ့အတွေ့တွေကိုတွေးလိုက်ပြီးမှန်ကန်တဲ့အမြင်ဆိုတဲ့တမ္မာဒိဋ္ဌိကိုရမှန်မှန်ကန်ကန်ကြိုးပမ်းအားထုတ်ဖို့ဆိုတဲ့တမ္မာဝါယာမအဲ့တော့မှန်မှန်ကန်ကန်အမှတ်ရခြင်းဆိုတဲ့တမ္မာတတိမှန်မှန်ကန်ကန်စိတ်တည်ငြိမ်ခြင်းဆိုတဲ့တမ္မာသမာဓိဆိုခြင်းသီလလို့ဆိုတဲ့အခြေအနေကောင်းအဲ့ဒါတွေပေါင်းစပ်လိုက်တဲ့အခါကျတော့မဂ္ဂင်၈ပါးပဲမဂ္ဂင်၈ပါးနဲ့အလုံးလုံးလို့ရှိရင်ဟောဒီတတုံးကြီးဟာရှောရှူရှူပင်လည်းရောက်သွားသလိုပဲတင်တို့တွေကလည်းနိဗ္ဗာန်ခရီးကိုဥတည်လျက်သွားနေမှာချိန်ကြရင်နိဗ္ဗာန်ဝင်သွားမှာပဲလို့ဒီလိုဟောတာနော်အဲ့ဒီလိုယဟန်တွေကိုထိုင်ပြီးတော့မြတ်စွာဘုရားကဒီမှာမြေကြီးကိုလက်ကျိုးထိုးပြီးတော့တတုံးကြီးကိုပြပြီးတော့ဟောနေတဲ့အချိန်မှာနန္ဒဆိုတဲ့နွားကြောင့်သားတယောက်ကအဲ့ဒီနာမှာမယောင်မလည်နဲ့ရောက်လာဘုရားဟောတာနားထောင်တတုံးကြီးအကြောင်းပြောနေတာနားထောင်ကောင်းကောင်းလေးနားထောင်ပြီးတော့မှတ်တယ်မြတ်စွာဘုရားကတရားလည်းပဲအဆုံးသတ်လိုက်ရောနန္ဒဆိုတဲ့နွားကြောင့်သားနွားအုပ်ကြီးနဲ့သူ့မလန့်မကမ်းမှာဘုရားရှိရောက်ပြီးတော့ဒူးထောက်ပြီးတော့အရှင်တရားတဲ့တပည့်တော်ဟိုဘက်ကမ်းလည်းမကပ်ပါဘူးဘုရားတဲ့မတင်စေရပါဘူးဒီဘက်ကမ်းလည်းတပည့်တော်မတင်စေရပါဘူးဗျာရေလေကောင်လည်းမမြုပ်စေရပါဘူးတဲ့ပြီးတော့တပည့်တော်တောင်လည်းမတင်စေရပါဘူးလူဆယ်လည်းတပည့်တော်မခံပါဘူးနတ်ဆယ်တာလည်းမခံပါဘူးဝဲလည်းအစုပ်မခံရဘူးတပည့်တော်လည်းအတွင်းပုတ်ဆွေးနေတဲ့ကိုချင်းတီလာပြပြတဲ့ပုဂ္ဂိုလ်လည်းမဖြစ်စေရပါဘူးတပည့်တော်ယဟန်ဘဝကိုကုပြရစီပါခွင့်ပြုပါယဟန်ပြုချင်ပါတယ်လို့လျှောက်နော်တရားတာပိဋကတရားယဟန်နေတော့ဘာဖြစ်သွားတယ်တော့ပြောတတ်ဘူးအဲနွားကြောင့်သားတယောက်ကတော့တရားသူရတော့ဟုတ်ကဲ့တရားကိုလျှောက်တော့မြတ်စွာဘုရားဘာပြောလို့ဆိုမင်းနွားတွေပိုင်ရှင်ကိုသွားအပ်လိုက်အောင်နဲ့သူကအခါစားနွားကြောင့်သားကိုအဲ့တော့သူကဘာပြောလို့ဆိုအဲ့ဒီသွားအာရမကိုသူတာဝန်ကြီးတစ်ခုဖြစ်နေတယ်အချိန်မဖြုံးနိုင်တော့ဘုရားကိုလို့လျှောက်တော့ဆိုအရှင်ဘုရားတဲ့နွားဦးကြီးကအချိန်တန်တော့အိမ်ပြန်ညမှာပါတဲ့ဆိုတော့မြတ်စွာဘုရားကမဟုတ်ဘူးတဲ့ကိုတာဝန်ရှိတယ်သွားအောင်အပိမသင်္ကန်းကိုပေးမယ်လို့ဆိုတော့သူကြပြရနွားအုပ်ကြီးကိုမောင်းပြီးတော့ပိုင်ရှင်ကိုနွားတွေရေတွက်ပြီးတော့အပ်ထားခဲ့အပ်ထားပြီးဘုရားစီပြန်လာပြီးတော့သာသနာပေါင်းတစ်ခါတည်းဝင်သွားတာဒီပိဋကတ်တဲ့သင်္ကန်းလာဝင်မဲ့လူများရှိမလားတော့မသိအဲ့ဒီနန္ဒဆိုတဲ့နွားကြောင့်သားကတစ်ခါတည်းပဲသာသနာပေါင်းဝင်ပြီးတော့ဟောဒီမြတ်စွာဘုရားဟောထားတဲ့တတုံးကြီးဥပမာလိုပဲဘုဘကမတင်အောင်သူကြိုးစားတယ်။ဘာနဲ့ကြိုးစားတော့မဂ္ဂင်၈ပါးဒီဘကမတင်အောင်ကြိုးစားတယ်။နော်အလယ်မှာမြုပ်မသွားအောင်ကြိုးစားတယ်။တောင်းမတင်အောင်ကြိုးစားတယ်လူဆယ်မခံရအောင်နတ်ဆယ်မခံရအောင်ဝဲဆုပ်မခံရအောင်ကြိုးစားတယ်။ကိုချင်းတီလာနဲ့ပြေးအောင်အတွင်းပုတ်မဖြစ်အောင်ကြိုးစားလိုက်တာမ
မကြခင်မဲ့သူယဟန္တာဖြစ်သွားပါတယ်တဲ့ဟောဒီတရားနာပြီးတော့ယဟန္တာဖြစ်သွားတာပါဒါဟာဒါရုခန္ဓောပမတုတ်ဒါရုခန္ဓောပမတုတ်ကိုဆရာတော်တွေခေါ်ထားတာတွေလည်းရှိပါလိမ့်မယ်ဒါကြောင့်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒီဒါရုခန္ဓောပမတုတ်အနှစ်ချုပ်ဘုန်းကြီးတို့တွေကနိဗ္ဗာန်သို့ဥတည်သွားနေသူဆိုတဲ့ဟောင်းစဉ်တစ်မျိုးနဲ့ဟောကြားတာဖြစ်ပါတယ် apply လုပ်တဲ့နည်းနဲ့ဟောကြားထားတာဖြစ်ပါတယ်မိမိခန္ဓာကိုယ်မှာဒီတိုင်းလိုက်တာจิตသုံးခြင်းဖြင့်နိဗ္ဗာန်ကိုတို့တွေဟာဥတည်သွားနေတာဥတည်သွားနေဖို့ရာအတွက်ဟိုဘက်ကမတင်အောင်ဒီဘက်ကလည်းမတင်အောင်အလယ်လည်းပြုတ်မသွားအောင်တောင်းလည်းမတင်အောင်လူဆယ်တာလည်းမခံရအောင်နတ်ဆယ်တာလည်းမခံရအောင်ဝဲစုပ်တာလည်းမခံရအောင်အတွင်းပုတ်နေတဲ့ကိုယ်ကျင့်တရားပြည့်ကြတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရအောင်တတိထားပြီးတော့ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီဒိဋ္ဌံပြီးစိတ်တန်ကြိုးကိုအားထုတ်နိုင်ရပါစေကုန်၏မေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာသိချမ်းသာတို့ရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယံတုသုခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ချင်းရှယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေသံကျွမဲ့အောင်သုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးဒီဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်တော်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာခြာပန်တို့သည်ဘုံလန္တဝန္တာရှင်မြူဝုမုံလူလည်းရဲ့ခြေလူဝဲကြုံဖူးပွဲညအကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိဒီဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမသွေဆိုင်လိုက်၍နေကြပါစေကုန်တည်း